Hello အားလုံးပဲမင်္ဂလာပါ Very Toy Gaming Channel ကနေအားလုံးကိုပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော်တို့ဒီနေ့မှာကျတော့ GTA 5 ဆုံးပြီပေါ့နော်ကျွန်တော် Minecraft ကတော့မစောပြည့်သေးလို့ပါခင်ဗျကျွန်တော်က GTA 5ကို PC မရှိလို့ဖုန်းနဲ့ဆော့ရဆိုတော့နည်းနည်းလောက်တိကျမိကြည့်ပေးကြပါခင်ဗျကျွန်တော်တို့မေးစရာလေးတစ်ခုရှိရဲအဲ့ဒါပါလဲဆိုတော့ကျွန်တော်တို့ Mac ကဘာလို့စိုင်းနေအကုန်လုံးမပေါ်တာလေအင်းကြီးဆိုင်တို့တနက်ဆိုင်တို့ပဲပေါ်တယ်ကျန်တဲ့ဆိုင်တွေကမပေါ်ဘူးခင်ဗျကျွန်တော်တို့စပင်းညက်ဆက်ကိုသွားပါမယ်ကျွန်တော်တို့စပင်းညက်ဆက်ကိုရောက်ပြီပေါ့နော်စပင်းဝင်းညှက်လိုက်ပါဦးမယ်ခင်ဗျစပင်းဝင်နဲ့ရှိလိုက်တဲ့မိုးစင်းပွေးကိုတူလိုက်ပါတယ်ခင်ဗျအခုအိမ်ပြန်တော့ပါမယ်ခင်ဗျကျွန်တော်ကလည်းစုပ်ပြတ်တန်းတာပဲကျွန်တော်လမ်းမှာတိုက်ထားတာခောက်100လို့ရှိကျွန်တော်အင်းယူတော့ပေါ့ပါဟာလေးပဲဝတ်လိုက်မယ်နော်ကျွန်တော်ပြင်းလို့လမ်းမှာရှိတဲ့လူတွေကိုတနက်ရှောက်ပြနေပါတယ်PC တန်းမဟုတ်ပဲဖုန်းနဲ့တော့ကျွန်တော်တနက်ပြရတာစောင်းရမ်းခါတယ်ထင်းလို့လည်းမရဘူးချိန်လို့လည်းမရပါဘူးခင်ဗျကျွန်တော်ကဒီချီကီဆိုတဲ့အန်နဲ့အခု GTA 5 game ကိုစောင့်နေရပါခင်ဗျကျွန်တော်တို့ဒီ GTA 5 view လေးကတော့ဒီလောက်ပါပဲခင်ဗျာကျွန်တော်နောက်ပိုင်းနေကြမှာပြန်တွေ့ကြမယ်